အခုသုံးဖို့ထားတဲ့ဝတ်စုံလေးရဲ့အဓိကပညာဌာနပေးချင်တဲ့အစိပ်အပိုင်းလေးကကြတော့ဒီလက်ပင်ကကြီးကအပေါ်ကဒီပြောင်စကိုထည်နဲ့တွဲချုပ်တဲ့အခါကျရင်လက်ပင်ကကြီးနေရာလေးမှာမတူအောင်မဖောင်းအောင်တတရလေးရအောင်ဘလို့ချုပ်သွားလဲဆိုတာဒီဗီဒီယိုရဲ့အနောက်မှာတော့လက်ပင်ချုပ်နေအပိုင်းလေးအသေးစိတ်သုံးတင်ပေးလိုက်ပြီနော်ဒါဆိုရင်ဒီလက်ပင်ကကြီးချုပ်တိုင်းတိုးနေတဲ့သူများအတွက်ဖောင်းနေတဲ့သူများအတွက်အခက်အခဲရှိနေတဲ့သူများအတွက်ဒီဗီဒီယိုနောက်မှာသုံးတဲ့သူစားလေ့လာကြရအောင်။တခြားမှာဆိုရင်အခုသုံးတော့သားခဲ့တဲ့အတိုင်းပဲပူချော်လိုက်ပါမယ်။ပူချော်တဲ့အခါမှာဆိုရင်အပေါ်မှာဆိုရင်သုံးတော့3စိမ့်လောက်အခွဲလေးထားမယ်နော်။အပေါ်မှာဆိုရင်6စာ3စိမ့်လေးကိုသုံးတော့အခွဲတိုင်းပဲထားမယ်။6စာ3စိမ့်ကိုတတိစာလေးမှတ်မယ်နော်။အခုမှတ်ထားတဲ့နေရာထိပဲသုံးတော့ပူချော်ပါမယ်။အပေါ်မှာဆိုရင်6စာ3စိမ့်လေးကိုအခွဲတိုင်းပဲထားမယ်နော်။အမှာဆိုရင်သုံးတော့ဒီရှေ့မှာဆို6စာ4စိမ့်သုံးတော့သားခဲ့တဲ့အတိုင်းပဲကွက်တိချုပ်မယ်။နောက်ပြီးလို့ရှိရင်တုံတော့မှတ်ထားတဲ့နေရာထိပဲချစ်တက်မယ်နော်ချစ်မြင်များတက်ပေးပါချစ်တက်တဲ့အခါကျရင်မြင်းတကြောင်တည်းဖြစ်ပါစေနော်အမှဆိုရင်အပေါ်မလေးမှာဆိုရင်6စာ3စိတ်လက်ပင်9စာ6စာ3စိတ်ကိုအခွဲတိုင်းပဲထားတာလေးပါတွေ့တော့ဟုတ်အမှဆိုရင်အခွဲတိုင်းပဲထားမယ်လက်ပင်6စာ3စိတ်လေးကိုအခွဲတိုင်းအခုလိုမျိုးပဲထားမယ်နော်တော့6ပြီးလို့ရှိရင်စောနာက6ခဲ့တဲ့6စာလေးကိုကြတော့ဓာတ်ဆက်လိုက်မယ်ဒီအလယ်ကဆိုရင်တစ်ဖက်တစ်ချက်စီတုံးတော့ဓာတ်ဆက်လိုက်မယ်နောက်ပြီးရှင်မိပူလေးတိုက်မယ်နော်ရင်အောင်စာနေရာလေးမှာမိပူတိုက်တဲ့အခါမှာဆိုရင်တစ်ဖက်ကိုအခုလိုမျိုးထောင်ပြီးမှတိုက်ပေးပါနော်ရင်အောင်စာရှိနေတာဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်ကိုထောင်ပြီးမှတိုက်ပေးပါအခုလိုမျိုးမိပူနဲ့တည်းချလေးတိုက်ပေးမှဒါလည်းအပေါ်ကပြောင်စားနဲ့တွဲချုံမှာပါနော်ဒီပေါ်ကပိုင်းလေးကိုကြတော့နှစ်ဖက်လေးကိုအခုလိုမျိုးပဲညီညီလေးထားပြီးလို့ရှိရင်လက်ပင်လေးကိုကြတော့တပိစာအရင်ပူချော်လိုက်ပါမယ်နော်အခုလိုမျိုးတပိစာပူချော်ပြီးလို့ရှိရင်ကကြီးစာလေးတောက်ပေးပါကကြီးစာတောက်ပြီးလို့ရှိရင်အတွင်းဘက်ကိုဆက်တကြောင်းနဲ့ဖိလိုက်ပါမယ်လက်ပင်နေရာလေးမှာဆက်တကြောင်းနဲ့ဖိပြီးဆိုတော့တုံတော့မိပူနဲ့ဖိပါမယ်နော်လက်ပင်ရ6ချောင်းလေးကိုခုလိုမျိုးပဲတည်းချလေးမိပူနဲ့ဖိပေးပါနောက်ပြီးလို့ရှိရင်နှစ်လွှာကိုတစ်လွှာတည်းဖြစ်သွားအောင်အတွင်းဘက်ကိုကော်လေးနဲ့ထည့်ပြီးကပ်ပေးပါနော်တုံတော့တစ်လွှာတည်းဖြစ်မှတာနဲ့အာကာကိုတဲ့နဲ့တွဲချုပ်တဲ့အခါမှာဆိုရင်ပုံမှလွယ်ကူမှဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးပဲဒီပခုံးချိုင်း white ဒီလက်ပင်နေရာလေးမှာကော်လေးနဲ့တိုက်ပြီးလို့ရှိရင်တော့ဒီအာကာကိုတဲ့နဲ့ဆက်သွားမယ်နော်အမှအသွန်ခဲတန်နဲ့မှတ်ခဲ့တဲ့အရာအတိုင်းပဲပြန်ပေါ်ပါတယ်နော်တကယ်ရခဲမှတ်နဲ့မှတ်ခဲ့မဲ့ဆိုရင်ပြတ်သွားမယ်နော်ဆိုရင်တုံတော့6စာလေးမှတ်ထားတာရှိတယ်အဲ့ဒီကို6စာမှတ်ထားတဲ့အတိုင်းပဲကွက်တိ6လိုက်ရုံပဲเนาะအမှအခွဲလေးရှိတယ်တွေ့လားအမှဆိုအခွဲလေးရှိတယ်ဒါဆိုရင်တုံတော့အဲ့ဒီအချွန်လေးနဲ့အဲ့ဒီအခွဲလေးနဲ့ကွက်တိထားမယ်เนาะအပေါ်ကအခွဲလေးနဲ့ဒီထိုက်ကအချွန်လေးနဲ့ပေါ့เนาะအဲ့လိုမျိုးကွက်တိလေးထားမယ်တော့အနိကပြပေးမယ်ဒီလိုမျိုးเนาะကွက်တိပဲထားမယ်เนาะတုံတော့6စာ30ထုတ်ထားတဲ့ဒီအလယ်မှတ်လေးကိုပင်အားဆိုင်မယ်ဒီအာကပူချုပ်ထားတဲ့အဲ့ထိတ်မှာပဲတုံတော့ပင်အားလေးဆိုင်လိုက်မယ်နော်ပင်အားဆိုင်ပြီးလို့ရှိရင်အခုလိုမျိုးပဲပင်အားလေးငြိမ်သွားအောင်အခုလိုမျိုးပဲထိုးတင်လိုက်မယ်နောက်ပြီးရှင်တချမ်းစာလေးကိုပင်အားအကောင်လုံးအဆုံးထိပင်အားနဲ့ပူလိုက်မယ်နော်တချမ်းစာအရင်ပူမယ်နော်တချမ်းစာပဲတုံတော့အရင်ချုပ်မယ်ဒီအာကကိုထက်နဲ့ဒီအပေါ်ကကိုထက်လေးကိုအခုလိုမျိုးပဲညှိညှိလေးထားပြီးလို့ရှိရင်အဆုံးထိပင်အားနဲ့စိုက်ပါမယ်နော်ပင်အားလေးကိုကြတော့ခက်စိုက်လေးပဲစိုက်သွားပေးပါနော်အပေါ်အပိစာညီမညီပေါ့နော်အဲမှာဆိုရင်တုံးတော့အရင်ဆက်လိုက်ပါမယ်ပေါ်အပိစာညီမညီအခုလိုမျိုးပဲဆက်လိုက်ပါမယ်နော်အမှာဆိုညီညီလေးရတယ်နော်အကယ်၍မညီလို့ရှိရင်တိုတဲ့ဘက်ကိုကြာနည်းနည်းလေးဆွဲပေးနော်ဒါမဲ့တုံးတော့ညီညီလေးညှက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူညီမှာပါနော်ဆွဲเสียမလို့နော်အမှာဆိုရင်တုံးတော့ညီညီလေးအပေါ်အညီညီလေးထားပြီးလို့ရှိရင်အခုလိုမျိုးပဲအဆုံးထိပင်အနဲ့ခက်စိတ်လေးစိုက်သွားပေးပါနော်ဒါဆိုရင်တုံးတို့ဒီအစွန်ဆောင်မှတ်ကနေတုံးတို့ချုပ်လိုက်ပါမယ်ပမာတုံးတို့6စာ3စိတ်ထောက်ခဲ့အတိုင်းပဲကွက်တိတားခဲ့တာရှိတယ်နော်အဲ့ဒီကိုတားခဲ့တဲ့မြင်းပေါ်မှာပဲ6စာ3စိတ်တညီတဲ့ချုပ်သွားပေးပါ
ပြန်အပေါ်မှာတက်နေလို့မရလို့ရှိရင်ပြန်လေးဖြုံးလိုက်ခြုံလိုက်ပြန်လေးဖြုံးလိုက်ခြုံလိုက်အဲ့လိုမျိုးလောက်တော့ပေးပါနော်ဖြည်းဖြည်းချင်းချုပ်မယ်နော်အခုလိုမျိုးပဲချက်သွားပြီးလို့ရှိရင်ဒီအလဲနေရာရလို့ရှိရင်တုံတော့အကအခွဲလောက်ထားတယ်ဟောအဲ့ဒီအခွဲနေရာရလို့ရှိရင်တုံတော့ချီတက်မယ်နော်အဲ့ဒီအခွဲရတာနဲ့တုံတော့ချီတက်ပါမယ်ချီတက်ပြီးလို့ရှိရင်ဂျန်တဲ့တစ်ဖက်ကိုတုံတော့ဆက်ချောက်ပါမယ်နော်ဒါဆိုရင်တုံတော့တစ်ဖက်လေးရတော့ပါပြီနော်ကိုချောက်ခဲ့တဲ့ရလက်ကိုကြည့်ပါမယ်ပိတ်စတုံနေတာချင်းမရှိရဘူးနော်အဲ့ဒီမှာတုံချီတက်တာလေးပါတွေ့လားနေရာလေးမှာတုံချီတက်တာလေးပါသူရဲ့အလဲမှာကွက်တိတ်လေးကိုချစ်တပ်ပေးရမယ်နော်။အမှဆိုရင်တုံးတုံးနေတာချင်းမရှိဘူးဆိုရင်ဂျန်တဲ့တစ်ဖက်ကိုတုံးဆက်ချုပ်ပါမယ်နော်။ဒီအတွင်းရောအပြင်ရောတည်းခြားလေးကြည့်ပေးပါနော်။အမှဆိုရင်တုံးချစ်တပ်တဲ့အခါမှာဆိုရင်အဲ့ဒီအလဲမှာကွက်တိတ်ကိုချစ်တပ်ပေးရမယ်နော်။အမှအခွဲတို့လားဒီအခွဲရဲ့ကွက်တိတ်လေးကိုချစ်တပ်ပေးရမယ်နော်။ဂျန်တဲ့တစ်ဖက်တုံးချုပ်မယ်နော်။ဂျန်တဲ့တစ်ဖက်ချုပ်တဲ့အခါမှာဆိုရင်လည်းဆောနာလိုမျိုးပဲပင်အနေတည်းခြားလေးစိုက်ပြီးမှချုပ်ပါမယ်နော်။လက်ဘင်းရဲ့အလဲမှတ်တက်တဲ့ကိုပင်အဆိုင်လို့ရအောင်ဒီအတွင်းဘက်က6စာလေးစိုက်ကိုဒီဘက်ခောက်ချလိုက်ပါနော်။ပြန်ပြောမယ်6စာလေးစိုက်ကိုဒီဘက်ကိုခောက်ချပေးပါ။နောက်ပြီးလို့ရှိရင်တုံးအလဲမှတ်တက်တဲ့ကိုပင်အလေးစိုက်မယ်။ပင်အစိုက်ပြီးလို့ရှိရင်ဒီအပေါ်အောက်လေးကိုညီညီလေးထားပြီးအဆုံးထိပင်အစိုက်သွားပါမယ်နော်။အပေါ်အောက်ကိုထည့်လေးကိုကြတော့ညီညီလေးထားပြီးအဆုံးထိဖြည်းဖြည်းချင်းလောက်ပြီးပင်အားဆိုင်သွားပေးပါနော်ပင်အားလေးကိုကြတော့ခက်ဆိုင်လေးပဲထိုးသွားပေးပါနော်ပင်အားလေးကိုအခုလိုမျိုးပဲခက်ဆိုင်လေးအဆုံးထိစိုက်ပြီးသွားလို့ရှိရင်ဒါဆိုရင်ဆောနာကတုံးလို့ချုပ်ခဲ့တဲ့အဆုံးနေရာလေးမှာပြောမဆိုရင်ကိုထဲရဲ့အလဲမှတ်ကနေပဲစချုပ်လာပါမယ်နော်ဆောနာကတချမ်းစာလေးကကြတော့အလဲမှတ်ကနေပဲတုံးလို့ချီတက်ခဲ့တဲ့ဆုံးခဲ့တာဟုတ်လားဒါဆိုရင်ဂျန်တဲ့တစ်ဖက်မှာဆိုရင်လည်းဒီအလဲမှတ်နဲ့ပဲတုံးလို့ချီတက်ပြီးစပြီးတော့ချုပ်လာပါမယ်နော်ဆဆဝင်ချင်းမှာချီတက်ပေးရမယ်နော်ချီတက်ပြီးမှတာလည်းတုံးလို့အဆုံးထိ6စာ30ထောက်ခဲ့တဲ့အတိုင်းပဲကွတိ6လိုက်ရုံပါပဲเนาะပြည့်ပြည့်ချင်း6တော့ပေးပါเนาะအရင်မလို့နဲ့เนาะတုံးတော့ပြန်အပေါ်တက်နေမရလို့ရှိရင်ပြန်လေးဖြောင်းလိုက်ခြုံလိုက်ပြန်လေးဖြောင်းလိုက်ခြုံလိုက်လိုမျိုးလောက်တော့ပေးပါเนาะအလုံး6ပြီးလို့ရှိရင်ကို6ခဲ့တဲ့ရလလေးကိုကြည့်ပါမယ်เนาะမှာဆိုရင်တွန်း6ပြီးလို့ရှိရင်ပြန်ကြည့်လိုက်ပါမယ်ဒီအလဲနေရာလေးမှာတူနေတာချင်းဖောင်းတာချင်းလုံးဝမရှိပါဘူးเนาะမှာတတရလေးနဲ့ရပါတယ်ဒီလည်းပဲအဝိုင်းလေးကကြတော့တုံးတော့ကိုစာလေးမယူဘူးဒါဆက်လိုက်ပြီးဒီတိုင်းလေးပဲထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကက်ကြီးစာလုံးဝမတောက်ဘူးเนาะဒီတိုင်းလေးပဲထားမှာပါဒါဆိုရင်တုံးတော့ဒါဆက်လိုက်ရုံပဲเนาะဒါဆက်လိုက်ပြီးလို့ရှိရင်မိပူနဲ့တည်းချလေးတိုက်ပါမယ်တုံးတော့6တော့ငါဆိုရင်တစ်ဖက်ပြီးတစ်ဖက်6တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆက်လိုက်တဲ့အခါမှာဆိုရင်လည်းတစ်ဖက်ပြီးတစ်ဖက်လိုက်ပါမယ်เนาะအမဆိုရင်တုံးတစ်ဖက်လိုက်ထားတာလေးပါဂျန်တဲ့တစ်ဖက်မှာဆိုရင်လည်းဒီအလဲမှတ်ကနေတုံးတော့ဆက်ပြီးတော့ဒါဆက်လိုက်ရုံပါပဲเนาะဒါဆက်လိုက်ပြီးလို့ရှိရင်တုံးတော့မိပူလေးတိုက်မယ်เนาะဒါဆိုရင်တုံးတော့မိဖို့လေးတိုက်ပါမယ်အပေါ်ကနေအောက်ကိုတိုက်ချပေးပါနော်မိဖို့တိုက်တဲ့အခါမှာဆိုရင်အပေါ်ကနေအောက်ကိုအခုလိုမျိုးပဲတိုက်ချလာပေးပါနော်အဲ့လည်းပင်6စားလေးကိုတည်းချလေးပြအောင်မိဖို့နဲ့တိုက်ပါမယ်နော်ဒီလည်းပင်ကကြီးနေရာလေးမှာဆိုရင်လည်းတည်းချလေးပြအောင်မိဖို့နဲ့တိုက်ပေးပါနော်အပေါ်ကနေပဲအောက်ကိုတိုက်ဆင်းလာပေးပါတည်စားလေးတစ်ဖက်ပြီးတစ်ဖက်တိုက်ပေးပါနော်မဆိုရင်တစ်ဖက်လေးရပြီဆိုရင်လည်းကြံတစ်ဖက်ကိုတို့ဆက်တိုက်ပါမယ်ပေါ်ကနေအောက်ကိုတိုက်ဆင်းလာပေးပါ